အဲ့တော့ဒါလေးကိုသတိထားစေချင်တယ်ကိုခရစ်တော်အထဲထဲမှာတကယ်နေရင်အသစ်ဖြစ်ကိုဖြစ်တယ်ဟောင်းတဲ့အရာတွေပြောင်းကိုပြောင်းလဲတယ်အာမင်အတွေးခေါ်လဲပြောင်းတယ်အပြောအဆိုလဲပြောင်းတယ်ကြင်ကြံပြုမှုတာတွေအကုန်ပြောင်းတယ်မပြောင်းရင်ခရစ်တော်ထဲမှာမရှိလို့ရှင်းနေတာပဲကျမ်းစာအာမင်ခရစ်တော်ထဲမှာရှိသူကမာနအရင်တော့ကြီးတယ်ဆိုရင်ခရစ်တော်ထဲမှာတကယ်ရှိလိုက်မာနမကြီးတော့အရင်တော့ခရစ်တော်ထဲမှာမရှိခင်တော့တအားအော်ဂျောလန်နဲ့သူတယောက်ကခရစ်တော်ထဲမှာရောက်လာပြီဆိုရင်နူးညံ့တိမ်မွေးခြင်းနဲ့ရောက်လာတာပဲအဲ့တော့ငါမပြောင်းလဲသေးတဲ့အရာကိုငါမြင်ပြီဆိုရင်ငါဘသူ့ထဲထဲမှာနေနေလဲဆိုတာစဉ်းစားဖို့ဖြစ်တယ်အာမင်ဘုရားခင်တင့်ကိုဖွင့်ပြပါစေကဲအဲ့တော့ဒီနေ့ခရစ်တော်အထဲကိုရောက်လာတဲ့သူတယောက်ရဲ့အသက်တာထဲမှာခတ်သိမ်းသောအရာဟာတဲ့ဘာဖြစ်လဲအသစ်ဖြစ်တယ်တဲ့အတွေးခေါ်လဲအသစ်ဖြစ်သွားပြီအာမင်တနည်းအားဖြင့်စပြည့်ရဘူးအသစ်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့စပြည့်ရအသစ်လာတဲ့အခါမှာလက်ခံနိုင်ခြင်းရှိတယ်ဝိညာဉ်တော်ဘုရားတုံတင်ပြီဆိုလက်ခံနိုင်တဲ့နှလုံးသားရှိနေတယ်အတွေးခေါ်ရှိနေတယ်ဘာလားဖျားပေးတဲ့အရာကိုဒေါင်းလုံဆွဲနိုင်တဲ့အတ္တမျိုးပေါ့အာမင်ဖျားနဲ့ကိုယ်နဲ့ connection မိနေတဲ့အရာပေါ့ကဲအဲ့တော့ဖျားရဲ့အထဲထဲမှာရှိနေတဲ့သူတယောက်ရဲ့အတ္တထူကြတယ်သို့တော့ဖျားရဲ့အထဲထဲမှာမနေဘဲနဲ့ကိုယ့်ရဲ့အရင်တုန်းကဇာတိနဲ့ဆိုင်တဲ့အရာတွေအတိုင်းပဲအသက်ရှင်နေတဲ့သူရဲ့အတ္တကတော့သူကအမြဲတမ်းပြိုလဲခြင်းတွေခဏနောက်ပြန်လဲခြင်းတွေဖြစ်လိမ့်မယ်တချို့တွေကကြတော့ကျမ်းစာကြောင်းစတက်တဲ့အချိန်မှာအရင်မိတော့ကြီးတာကျမ်းစာကြောင်းတွေကနေပြန်ထွက်သွားတဲ့အချိန်ကျတော့ဒုံရင်ပဲအဲ့ဒါဘာကြောင့်လဲကျမ်းစာကြောင်းတက်နေတဲ့အချိန်မှာတော့နှုတ်ကပတ်တော်ကိုဖတ်ဆိုလို့လိုက်ဖတ်တာကြက်ဆိုလို့လိုက်ကြက်တာနားထောင်ဆိုလို့လိုက်နားထောင်တာထဆိုလို့ထတာထိုင်ဆိုလို့ထိုင်တာကိုဂိုက်လုပ်ပေးမဲ့သူမရှိတော့ဘူးဆိုရင်ဥဆောင်ပေးမဲ့သူမရှိတော့ဘူးဆိုရင်ကိုမဥဆောင်နိုင်ကြဘူးဘာလို့ပြောတာလဲကိုနှုတ်ကပတ်တော်ထဲမှာအသက်ရှင်ဖို့ရန်အတွက်မနှိုးဆော်ကြတဲ့အခါမှာပြန်လဲတာပေါ့အာမင်ကဲအဲ့တော့ဒီနေရာမှာယုံကြည်သူတွေကိုဖခင်နော်သိစေခြင်းတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ခရိယန်တယောက်ဖြစ်လာပြီဆိုရင်ယေရှုနောက်ကိုလိုက်ဖို့ရန်အတွက်ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင်အဲ့ဒီလူရဲ့တတ်တာဘာနဲ့သွားတူလဲဆိုလိုက်ပြောပါအောင်တောင်တက်တဲ့တတ်တာနဲ့တူတယ်ပြန်ပြောပါအောင်တောင်တက်တဲ့တတ်တာနဲ့တူတယ်ယေရှုနောက်ကိုစားလိုက်မယ်လို့ကိုကဆုံးဖြတ်ချက်ချလိုက်တာနဲ့ဘာနဲ့သွားတူလဲဆိုတော့တောင်တက်ဖို့ရတဲ့စရင်ပေးလိုက်တာနဲ့တူတယ်အဲ့တော့တမန်ကျမ်းစာထဲမှာပြန်ကြည့်လိုက်တဲ့အခါမှာတနေ့ကျတော့မောရှေကနေပြီးတော့ဘုရားခင်ခေါ်လို့တောင်ပေါ်ကိုတက်ရမယ်ဒါပေမဲ့မောရှေနဲ့အတူတက်ဖို့ရန်အတွက်အသက်ကြီးသူရောက်80ပါတယ်အာယုန်နာတက်အဘိဟုတွေလည်းပါတာပေါ့ယောရှုလည်းပါတယ်ဒါနဲ့တောင်တက်ဖို့ရန်အတွက်ပြင်ဆင်တဲ့အခါမှာတောင်အလေလောက်လေရောက်ကောဘုရားသခင်ကသူတို့အားလုံးကိုလာပြီးတော့တွေ့တယ်အမှန်တော့တောင်ထိပ်ရောက်မှတွေ့ရမှာလေတောင်လေလဲရောက်ဘုရားသခင်ကသူတို့ကိုလာတွေ့တဲ့အခါမှာတမန်ကျမ်းစာထဲမှာဘလို့ဖော်ပြထားလဲဆိုတော့ဘာဖြစ်လဲဆိုတော့ဘုရားကမောရှေတဲ့မင်းမဲအပေါ်ကိုတက်လာခဲ့တဲ့အဲ့လူတွေအဲ့မှာထားခဲ့လိုက်တော့အဲ့တော့ကိုယ့်ရဲ့တက်မှတ်ခြင်းတစ်ခုခုရှိနေတောင်ထိပ်ကိုမရောက်နိုင်ဘူးဒါကိုပြောနေတာအာမင်ဒါကြောင့်မလို့ဒီနေ့ဖခင်စီကိုသွားမဲ့သူတွေဖခင်ရဲ့ကြည်ရင်ချင်းပမာဏကိုတက်လန်းမဲ့သူတွေဖခင်ရဲ့မျက်မှောက်တော်တွေကိုတိုးဝင်ပြီးတော့အသက်ရှင်မဲ့သူတယောက်အနေနဲ့သတိထားမဲ့ရာကတင့်ရဲ့အထဲထဲမှာရှိတဲ့တက်မှတ်ခြင်းကိုဆွတ်လွတ်ပါအာမင်သင်ဘာတွေတက်မှတ်နေသလဲသင်ဘာတွေတချို့ကအသွေးသားနဲ့ဆိုင်တဲ့ຢာကိုတက်မှတ်တယ်တချို့ကငွေကြေးနဲ့ဆိုင်တဲ့ຢာကိုတက်မှတ်တယ်တချို့ကယာတုဂုံအသရေစီးစိမ်ဆိုတဲ့ຢာကိုတက်မှတ်တယ်အဲ့ဒီတက်မှတ်ခြင်းရှိနေသူတွေတောင်ထိပ်ကိုမရောက်နိုင်ဘူးအာမင်တောင်ထိပ်ကိုတက်မယ်ဆိုလို့ရှိရင်သင်အနေနဲ့လေးလံတဲ့အရာတွေကိုခြံထားရမှာဖြစ်တယ်သင်ကိုဆွဲချမဲ့အရာတွေကိုခြံထားရမှာဖြစ်တယ်အာမင်